အလောသောဓမ္မမိတ်ဆွေများကိုယ်ကြမ်းမှခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သပါတယ်။ယနေ့ဦးဇင်းတို့ဓမ္မမိတ်ဆွေများကိုဆင်းနေတင်ပြသွားမယ်ခေါင်းစဉ်လေးကတော့ဘဝလှခြင်းကံကိုပြင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ဒါဦးဇင်းတို့လူတိုင်းမှာမိမိတို့ရရှိထားတဲ့ဘဝကိုလူတိုင်းလှခြင်းကြဒါလှခြင်းလို့လဲလူတိုင်းကဘာလို့ကြလဲဆိုရင်နော်မိမိတို့လှပဖို့အတွက်ပြင်ဆင်မှုတွေအများကြီးလုပ်ကြအဲ့တော့ဘဝကိုပြင်ဆင်မှုတွေအများကြီးလုပ်ကြတော့လှမှာပေါ့လှတော့လှမယ်တခဏအလှလေးတော့ရမှာပေါ့တကယ်ဘဝရဲ့အစစ်အမှန်အလှတရားကိုကြတော့ဦးဇင်းတို့ဥပမာဆိုကြပါစို့လူတယောက်ဟာရုပ်ရည်ရူပကာယအနေနဲ့ဘယ်လောက်ဒီလှတယ်ပြောတဘဝစာလေးပါပဲเนาะတဘဝစာလေးပါတဘဝထက်ပုံမလောက်အဲ့တော့တကယ်အစစ်အမှန်ဘဝတစ်ခုလှချင်ဖို့ဆိုရင်လှချင်တယ်ဆိုရင်ဦးဇင်းတို့ကကံတရားတွေလှနေဖို့လိုပါအဲ့တော့လူတယောက်မှာကံတရားဆိုတာနဲ့ပတ်သက်ပြီးတော့လူတယောက်မှာကံ၃မျိုးရှိအဲ့ဒီကံ၃မျိုးကဘာလဲဆိုရင်အတိတ်ကံပစ္စုပန်ကံအနာဂတ်ကံလို့ကံ၃မျိုးရှိအဲ့တော့အဲ့ဒီ၃မျိုးသောကံတရားတွေထဲမှာလူတွေကမိမိဘဝအစင်မပြေမှုဖြစ်လာတယ်ဆိုမှသာအဲ့ဒီကံတရားကိုသွားသတိရတာပါတကယ်မိမိဘဝအစဉ်ပြေနေတယ်စူပြေနေတယ်နော်စာရေးတောက်ရေးသွားရေးလာရေးနေရေးထိုင်ရေးအကုန်အစဉ်ပြေနေတယ်ဆိုရင်အဲ့ဒီကံတရားကိုသွားသတိမရပါဘူးနော်သွားသတိမရဘူးအခုမှအစဉ်မပြေမှုတစ်ခုခုဖြစ်လာမှသာကံတရားဆိုတာသွားရသတိရတယ်ဒါဥပမာဦးဇင်းတို့ဆိုကြပါစို့ခုနဦးဇင်းပြောခဲ့တဲ့ကံတရား၃ပါးထဲမှာအတိတ်ကံပစ္စုပန်ကံအနာဂတ်ကံအဲ့ဒီကံတရား၃ပါးထဲမှာမိမိမှာတစ်ခုခုအစင်မပြေလာပြီဆိုလို့ရှိရင်ဘယ်ကံသွားသတိရတော့ဆိုအတိတ်ကံကိုသွားသတိရဘယ်လိုသတိရတော့ဆိုတော့အလုံးသောဒုတိယကောင်းတွေပြောဖူးမှာပါနော်ပြောဖူးကြမှာပါဘာလဲဆိုရင်ကို့မှာတစ်ခုခုအစင်မပြေတာလေးကြုံလာလို့ရှိရင်ငါကိုအတိတ်ကံဆိုတာပါငါအတိတ်ကံကုသိုလ်တွေမပါအတိတ်ကုသိုလ်ကံတွေမပါလို့ငါဒီလိုကံဆိုတာပါဆိုပြီးတော့ရုံးမဲ့ဖွဲ့ကြတကယ်တော့ဒုတိယကောင်များစဉ်းစားကြည့်ပါအဲ့လိုရုံးမဲ့ဖွဲ့နေတဲ့ကိုရိုးချလိုက်တဲ့အဲ့ဒီအတိတ်ကံဆိုတာကိုမြင်နိုင်လို့လားမမြင်နိုင်ပါဘူးဘယ်သူမှမမြင်နိုင်ပါဘူးနောက်ဆုံးမြင်သားတဲ့ဥပမာလေးနဲ့တစ်ခုပြောမယ်ဒုတိယကောင်များအခုရရှိရတဲ့ဘဝနေပြီးတော့နောက်ကိုပြန်ကြည့်လိုက်ငါဘယ်ဘဝနေပြီးတော့အခုလူဘဝငါရောက်နေတာလဲမသိပါဘူးဘယ်ဘဝလာတယ်ဆိုတော့ကိုမသိနောက်တစ်ခါထပ်ပြီးတော့ပြောလိုက်မယ်ငါဘယ်ဘဝသွားမဆိုတော့ရောဘယ်သူသိဘယ်သူမှမသိအဲ့တော့ဒုတိယကောင်များရဲ့အနေနဲ့အတိတ်ဘယ်ဘဝလာတယ်ဆိုတာလဲကိုမသိအတိတ်ကကံတရားတွေဘလောက်ပါလာလဲဆိုတာကိုမသိတော့ဘာဖြစ်မယ်ဆိုတာလဲကိုမသိဒါပေမဲ့မှန်းဆသိနိုင်တာတခုကတော့အခုလိုလူဘဝတစ်ခုရောက်နေတယ်ဆိုတာကိုယ်မှာကောင်းတဲ့ကံတရားတွေရှိနေဘူးအဲ့တော့မနေ့ကဦးဇင်းပြောခဲ့တဲ့အတိုင်းပဲဘဝမြင့်ဖို့ဒါမနေ့ကတော့ဦးဇင်းတို့ဘဝမြင့်ခြင်းကံကိုပြင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောအဲ့
အဲ့တော့ဘဝမြင့်ဖို့ကြတာကိုယ့်ရဲ့လုပ်ရက်လေးနဲ့ဆိုင်သွားနော်ဒါကြောင့်ဦးဇင်းတို့ကိုယ့်ရဲ့ဒီမမြင်နိုင်တဲ့အတိတ်ကံကြီးသွားပြီးတော့ရုံးမဖွဲ့မနေပါနဲ့ဘယ်ကံကိုပဲဦးစားပြီးလို့လက်ရှိပစ္စုပန်အချိန်ကိုပဲပစ္စုပန်ကံကိုပဲအကောင်းဆုံးပြောင်းကြိုးစားပေးရအဲ့တော့ခုနကဦးဇင်းပြောသလိုကိုယ်မှသိကြတာတကူကတော့အတိတ်ကကောင်းတဲ့ကုသိုလ်တရားကံတရားတွေကောင်းခဲ့တော့ဟောဒီမှာလူလာဖြစ်နေပြီဒါကိုယ်မှအာသာချက်ရှိတယ်အဲ့တော့နောက်တဲ့ကံတရားတွေကောင်းဖို့အတွက်နော်ကံတရားတွေကောင်းခဲ့ဖို့အတွက်ကတော့လက်ရှိပစ္စုပန်ကံတွေအကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့လိုပါနော်ကြိုးစားဖို့လိုပါဒါကြောင့်ဦးဇင်းတို့ပြီးခဲ့တဲ့အတိတ်ကံကြီးတွေသွားပြီးတော့ရုံးမဖွဲ့မနေပါနဲ့နော်ဒါကြောင့်ဦးဇင်းတို့မိုးစရဘုရားကြီးဆုံးမတဲ့ဩဝါဒတွေတောင်ရှိတယ်မဟုတ်လားအတိတ်ကိုလည်းမကြည့်နဲ့အနာဂတ်ကိုလည်းမကြည့်နဲ့လက်ရှိလေးကိုသာရှုပါဆိုပြီးတော့မိုးစရဘုရားကြီးဆုံးမတဲ့ဩဝါဒတွေရှိပါတယ်တရားပြသတဲ့နည်းတွေရှိပါဒါကြောင့်တို့တော်ကောင်းများကိုလည်းပြောနေတာယခုလက်ရှိကံလေးကိုအကောင်းဆုံးပြောင်းကြိုးစားပေးနော်လက်ရှိကံလေးကိုအကောင်းဆုံးကြိုးစားပေးမယ်ဆိုရင်ကျန်တဲ့အားလုံးကောင်းသားဘဝတွေကလှသွားအဲ့တော့ဘယ်လိုကြိုးစားရမလဲဖေ။ကံတရားတွေလှစေဘဝတွေလှစေဘယ်လိုကြိုးစားမလဲမြတ်စွာဘုရားနီးပေးထားပြီးသားဘာလို့လဲမြတ်စွာဘုရားစိုးမခဲ့တဲ့ဩဝါဒလေးမှာရှိပါတယ်အဲ့ဒါဘာလဲဆိုတပ္ပပပတအကရဏကုသလသုပတံပတာသစိတ်တပရိယောဓပနံဣဒံဗုဒ္ဓနာသာသနံတဲ့အဲ့ဒါဘာလဲဆိုမကောင်းတဲ့အရာတွေကိုရှောင်ကျင်ပြီးတော့ကောင်းတဲ့အရာတွေကိုဘဝမှာလှုပ်ဆောင်ပြီးတော့အဲ့ဒီမကောင်းတာတွေကိုရှောင်ကျင်ကောင်းတာတွေကိုဆောင်ဖို့အတွက်အဓိကမိတ်ချက်ကပါလဲသစိတ်တပရိယောဓပနံမိမိရဲ့စိတ်ကိုဖြူစင်အောင်ထားရအဲ့တော့မိမိစိတ်ကိုဖြူစင်အောင်ထားပြီးဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာမကောင်းတာတွေလည်းမဖြစ်စေသလိုကောင်းတာတွေကိုပြုလုပ်ဖို့အတွက်ခွန်အားတွေအမြဲတမ်းရှိအဲ့ဒါပါလေကိုယ်စိတ်ကိုဖြူစင်အောင်ထားရကိုယ်စိတ်ကိုဖြူစင်အောင်ထားလိုက်ပြီဆိုတာနဲ့ကိုယ်မှာမေတ္တာတရားတွေဝင်သွားမေတ္တာတရားတွေရှိသွားဒါဆိုရင်တော့အော်တိုယုတ်တရားတွေကြီးလာနော်အဲ့ဒါကြောင့်တို့တော်များပြောနေတာကဘာလဲမိမိတို့ရဲ့ဘဝကိုလှခြင်းနဲ့ဆိုရင်ယခုလက်ရှိပစ္စုပန်ကံဆိုတာကလည်းတို့တော်ကောင်းများအလုပ်ပါနော်ကံရဲ့အဓိပ္ပာယ်ကအလုပ်လို့ခေါ်ပါအဲ့တော့ကောင်းတဲ့အလုပ်တွေကိုလုပ်နိုင်အောင်ကြိုးစားဖို့ပဲလိုပါအဲ့တော့ကောင်းတဲ့အလုပ်တွေကိုလုပ်နိုင်အောင်ကြိုးစားဖို့အတွက်အဓိကမိတ်ချက်ကမိမိရဲ့စိတ်ကိုဖြူစင်အောင်ဒါလို့မြတ်စွာဘုရားဆုံးမခဲ့တာနော်အဲကြောင့်ဦးဇင်းတို့ဒါလေးနဲ့ပတ်သက်ပြီးတော့ဇတ်တော်ဒီဖျက်ရှင်လက်ထက်ကဇတ်တော်လေးတစ်ခုဦးဇင်းတို့ဒီကံတရားလေးနဲ့ပတ်သက်ပြီးဖျက်ရှင်လက်ထက်ကဆုံးမခဲ့တဲ့ဟောပြခဲ့တဲ့ဇတ်တော်လေးတစ်ခုဦးဇင်းတို့ထုတ်ပြပြီးတော့ပြောပြခြင်းပါတယ်အဲ့တော့ဘာလဲဆိုရင်ဖျက်ရှင်လက်ထက်ကပုံနာကြီးတယောက်လာရှိခဲ့အဲ့တော့ဒီပုံနာကြီးက तू ကဘာဖြစ်တုံးဆိုရင် तू ကဦးဇင်းတို့ဘုရားဘာသာဝင်တယောက်ဟုတ်တော့မဟုတ်သူကဘာလဲဆိုရင်ဗျမနပုံနာပေါ့ဗျာပုံနာဆိုတော့ဦးဇင်းတို့ဒါဘေးနေလက္ခဏာတွေယုံကြည်တဲ့သူတယောက်ပေါ့ဒါပေမဲ့အဲ့ဒီပုံနာကြီးကသူကဘေးနေလက္ခဏာတွေကိုသူကယုံကြည်တယ်သူကဘေးနေလက္ခဏာတွေကိုသူများလဲဟောတယ်ဒါနဲ့လည်းသူအဲ့တော့အသိမွေးဝမ်းကြောင်းလဲပြုတော့ပေါ့ဗျာအဲ့တော့ဒီပုံနာကြီးကသူရဲ့လက်တရသောအခါမှာသူရဲ့လက္ခဏာတွေကိုကြည့်လိုက်တော့မကြမီနောက်9ရက်အတွင်းမှာသူဒီသေရမဲ့ဂိမ်းနေဆိုင်အဲ့တော့သေရမဲ့ဂိမ်းနေဆိုင်နေတော့သူကဘာဖြစ်လဲသူလက္ခဏာကြည့်တယ်ဟာငါသေတော့မှာပဲအဲ့တော့ငါသေတော့မယ်ဆိုရင်ငါဒီဘာဖြစ်လာမလဲအတွေးတွေဝင်လိုက်နော်လူတွေကသမဂန်ရှန်ကနေဆိုရင်တော့ခက်ပေါ်ပေါ်ပဲဗျာနော်ခက်ပေါ်ပေါ်ပဲအရာတွေကငါနိုင်တယ်ငါပိုင်တယ်ငါဆိုင်တယ်ဆိုပြီးတော့
နော်အရာတိုင်းကိုဆုံးဖြတ်ချက်တွေယူနေကြဒါငါပိုင်းတယ်ဟောတကယ်အခုလို့ငါသိရမယ်လို့အတွေးတကယ်လဲရောက်လာရောတကယ်လဲသိရမယ်လို့သိလာရောအရာအလုံးကပိုင်ဆိုင်ခြင်းစိတ်မရှိတော့ဒါသဘောဝတည်းရပဲနော်ငါပိုင်ဆိုင်တယ်လို့လည်းမမြင်တော့ဘူးအရင်တော့မြင်တာပဲနော်အဲ့ဒါလူတွေကဗာလဲဆိုရင်ကိုကျမ်းမာနေတယ်သွားနိုင်တယ်လာနိုင်တယ်ဆိုတဲ့အချိန်တုန်းကတော့အကုန်လုံးကအတ္တတွေလုံကဲကြနော်အဲ့တော့ဘဝကိုလှဖို့အတွက်ပြုပြင်ဖို့အတွက်အချိန်နဲ့သူမပေးနိုင်ကြအဲ့တော့ဒီပုံနာကြီးကလည်းသူ့ရဲ့ဘဝမှာမကြတော့ခဏမှာသူတည်တော့မယ်ဆိုတဲ့ဟာကိုသူ့လက္ခဏာမှာပေါ်လာတဲ့အချိန်မှာကြောက်တရားတွေဝင်သွားဒါပေမဲ့သူတည်တာကဘယ်ချင်းသိမယ်ဆိုတာပဲသူသိမိဘာဖြစ်မယ်ဆိုတာသူမသိအဲ့ဒါနဲ့သူကဘာလို့တုံးဆိုတော့ဒီငါဘယ်နေ့သိမယ်ဆိုတာငါသိပြီးငါဘာဖြစ်မယ်ဆိုတာမသိဘူးဒါပေမဲ့သိပြီးရင်ဘာဖြစ်နိုင်တယ်ဆိုတဲ့ဟောနိုင်တဲ့ပုဂ္ဂိုလ်တရားကတော့ရှိတယ်အဲ့ဒါကိုရမမြတ်စွာဘုရားအဲ့တော့သူကြီးသွားပြီးတော့ငါမေးမယ်လို့ဒါမြတ်စွာဘုရားရှင်ရောက်လာအဲ့တော့ဘုရားရှင်စီရောက်လာတော့ဘုရားရှင်ကပြောဘုရားရှင်သူကမေးတော့ရှင်ဘုရားတပည့်တော်ဘယ်နေ့ဘယ်ရက်သိမလဲဗျာအဲ့တော့မြတ်စွာဘုရားပြောလိုက်ဘယ်နေ့ဘယ်ရက်သိမယ်ဟာဒါဆိုရင်တော့ငါမှန်းထားတာနဲ့ကွက်တိပဲဒါဆိုရှင်ဘုရားတပည့်တော်သိပြီးရောဘာဖြစ်မလဲဗျာလို့ပြောတော့မြတ်စွာဘုရားကအရှင်ဘုံနာကြီးသိပြီးလို့ရှိရင်နောက်ဘဝမှာမြောက်ဖြစ်မယ်ကြည်စမ်းတော့တူတော်ကောင်းများအဲ့လိုကြီးပြောလိုက်တော့ဟာသူစိတ်ထဲမှာတော်တော်လေးကြောက်တရားလေးရသွားအဲ့ဒါနဲ့ဟုတ်ပြီဒါပဲသူသိချင်တာဒါပဲအဲ့ဒါနဲ့ဟုတ်ပြီဒါမြတ်ပြဒီတော့ဘာမှဖြစ်မလဲဗျာဘုံနာကြီးပိုင်ဆိုင်တဲ့ခြံထဲမှာပဲဘုံနာကြီးပိုင်ဆိုင်တဲ့ခြံထဲမှာပဲမြောက်ဖြစ်လိမ့်မယ်လို့အဲ့လိုပြောလိုက်တော့ဟာတို့တော်ကောင်းများစဉ်းစားတော့အဲ့တော့ရင်တော့ဒါငါပိုင်ဆိုင်တယ်ငါကြံငါဥစ္စာလို့ဆွဲခဲ့တဲ့သူနော်ဒါပေမဲ့ခုတော့သူမြောက်ဖြစ်တော့မယ်ဆိုတာသိလိုက်တော့ဟာသူခြံထဲသွားပြီးအရင်တော့ကျင်းပြောမယ်ဆိုတော့ဒါငါဟာဘလို့မှလာမထီးနဲ့လာမစားနဲ့အဲ့လိုပြောခဲ့ပေမဲ့အခုတော့သူရဲ့ပိုင်ဆိုင်တဲ့ခြံကြီးကိုရှင်းပြောမယ်ဆိုရင်တော့ကျင်ငယ်တာရကတတ်တော်ရီဘသူပဲလာဆဆခွင့်ပြုလိုက်အဲ့တော့ဒုတိယကောင်းများဒီနေရာမှာသူ့ရဲ့အသက်ကရှင်းပြည့်တည်ရမယ်ကံတရားရောက်နေရှင်းပြဆိုလူတယောက်တည်းကံကုံတော့မယ်ပေါ့ဗျာကံတရားတွေကုံတော့အဲ့တော့ကံတရားတွေကုံတော့မယ်အချိန်မှာကံဆိုတာဦးဇင်းတို့ကုသကံပေါ့ဒီကုသကံကြီးကကုံတော့မယ်ကုသကံကြီးကပြတ်တော့မယ်အဲ့ဒီကုသကံပြတ်တော့မယ်ကံတရားတွေကိုဘာနဲ့ဆက်လိုက်တုံးဆိုရင်ဒါနကုသကံလေးနဲ့ဆက်လိုက်ဒါပေမဲ့ဒီဘုံသားကြီးကဒါနကုသကံနဲ့ဆက်တယ်ဆိုတာသူကိုယ်တိုင်လည်းမသိဘူးနော်သူကိုယ်တိုင်မသိပါအဲ့တော့ခုနပြောသလိုပေါ့ကျင်ငယ်တရကာတွေသူ့ရဲ့ပိုင်ဆိုင်တဲ့အရာတွေကိုတရိစ္ဆာန်တွေလာစားတဲ့ချိန်မှာသူ့အနေနဲ့စားပါစေဆိုတဲ့စိတ်ကလေးနဲ့အရင်တော့ဒါငါဥစ္စာကဘယ်သူမှမစားနဲ့ဘယ်သူမှမထိနဲ့လို့ဖြစ်ခဲ့တဲ့အရာဒါပေမဲ့အခုတော့စားပါစေဆိုတဲ့စိတ်ကလေးကဖြစ်လိုက်တယ်ဒါသူ့ရဲ့ဘဝကိုပြောင်းလဲပေးလိုက်အဲ့စားပါစေဆိုတဲ့စိတ်ကကိုသူ့ဘဝကိုပြောင်းလဲပေးလိုက်ပြောင်းလဲပေးတယ်သူ့ရဲ့ကံတရားကိုဆက်ပြီးဒါပေမဲ့သူ့ကိုယ်သူကံတရားဆက်ပြီးရဆိုတာသူ့ကိုယ်သူမသိလိုက်အဲ့တော့ချက်ပေါ်ဒီသူတွက်ထားတဲ့အသက်ရက်ကရှင်းပြဆိုခုနှစ်ဂုံသွားပြီကြုံလွန်သွားပြီဒါပေမဲ့အဲ့ဒီရက်ကိုတီးမဲ့ရက်ကိုသူမသိဘူးနော်ကံတရားအရန်ဆန်းကျင်တယ်နော်တူတူကောင်းများအဲ့ဒါကြောင့်ပြောတော့မလားလူတယောက်ဟာတဲ့လှန်ထမ်းလာတာကိုမြင်နေတာကန်ထမ်းလာတာမမြင်အောင်လို့မြန်မာစကားဆိုလေးတစ်ခုရှိဒီမှာလည်းအဲ့လိုပဲကံတရားရဲ့ပြောင်းလဲမှုပြောင်းလဲသွားတာနော်သူကသူလည်းမသိလိုက်တကယ်တော့သူဒီတရားမဲ့ရက်ကိုရောက်နေဆိုရင်သူတရားမှာအခုသူကံတရားကုံသွားပြီဒါပေမဲ့သူကံတရားကိုသူကံတရားကိုကံတရားနဲ့ဆက်ပြီးလိုက်တော့သူမသိလိုက်ဟာအဲ့ဒါမှသူရက်တွေကြုံလွန်သွားတဲ့အချိန်မှာဟာငါ့ကိုဂေါရမမြတ်စွာဘုရား
ငါတင်မဲ့ရက်ကိုတိကျပြောလိုက်တာကိုငါမသိဘူးအဲ့တော့ကိုရမမြတ်စွာဘုရားသွားပြီးတော့ငါမှုတော်ဝါဒနဲ့ဆွဆွဲမယ်အဲ့တော့တစ်ခေါက်မြတ်စွာဘုရားဒီရောက်လာရှင်မြတ်ဒီဗီဒီယိုအမှတ်မိလားဗျာအမှတ်မိတော့ပုံနိုင်ရဲ့ရှင်မြတ်ဒီဗီဒီယိုတည်ခဲ့ဘယ်နေ့တည်မလို့ရှင်မြတ်ပြောခဲ့တယ်ဒီဗီဒီယိုအမှတ်မိတာပေါ့တခါကြီးရဲ့ဒါကိုဒီဗီဒီယိုမတည်ဘူးဗျာရှင်မြတ်တော်ဆိုရှင်မြတ်လိန်တာပေါ့အဲ့မြတ်စွာဘုရားဟုတ်ပြီတခါကြီးပုံနိုင်ငါစီကနေသွားပြီးတဲ့ရှင်မြတ်သင်ဘာတွေလုပ်တယ်လေလူဆိုတာအကျိုးအကြောင်းအကျိုးဆိုတာရှိတယ်နော်တူတော်ကောင်းများအကျိုးတရားရဲ့တည်တံ့ရဲ့မရှိဘူးအကြောင်းတရားရှိလို့သာအကျိုးတရားဆိုတာဖြစ်လာခုနအကြောင်းတရားသေမဲ့သူ့ရဲ့ကံတရားဆိုတာကရှင်းမြတ်သူ့ရဲ့ကုသကံလေးကုန်နေလို့ဒီသေမဲ့အကျိုးတရားဖြစ်လာဒါပေမဲ့သူဘာကြောင့်အသက်လေးကိုဆက်သွားရတာလဲဒီအသက်ဆက်နေတာသူ့ရဲ့အကျိုးတရားဒါပေမဲ့ဘာကြောင့်အသက်ကိုဆက်ရတယ်လဲဆိုတာအကြောင်းတရားသူ့မှာရှိဖို့ရှိရအဲ့ဒါနဲ့မြတ်စွာဘုရားမေးတယ်ပုံနိုင်ငါစီပြန်သွားတယ်ရှင်မြတ်စီဒီကပြန်သွားတယ်ရှင်မြတ်ဒီကမြောက်ဖြစ်မယ်လို့ပြောတယ်အဲ့တော့ဒီဘက်ဥယျာဉ်သွားတယ်ဒီဘက်ဥယျာဉ်တော့အရင်တော့ဘယ်သူမှမစားခိုင်းတဲ့ဟာအခုကျင့်ခဲ့တာရကာရီတရိစ္ဆတ်အဲ့ဒီစားပါဆိုတော့တောက်ပါဆိုတော့ဒီလိုပေးတယ်ဗျာအဲ့လိုပေးတဲ့အချိန်မှာပုံနိုင်အနေနဲ့စိတ်ညစ်လားဒေါသဖြစ်မိသလားသူတို့တွေလာစားတဲ့အချိန်မှာဘယ်လိုဖြစ်လဲဒီပြီးတော့ပီတိဖြစ်ပါတယ်ဗျာဝမ်းသာပါတယ်စားပါတောက်ပါဘာဖြစ်လဲငါလည်းနေကြတရိစ္ဆာန်ဖြစ်မှာပဲမင်းတို့ရဲ့မျိုးဖြစ်မှာပဲဆိုတဲ့ပီတိသူတို့စားနေကြပီတိစိတ်ကလေးဝင်လာအဲ့ဒါဒါနမြောက်သွားနော်တူတော်ကောင်းမြတ်အဲ့တော့ပြောချင်တာကသူတော်မှပြောမယ်ဆိုရင်ဒီအကျိုးတရားတွေကို तू မသိပေမဲ့သူ့ရဲ့ကံတရားကသူ့ကိုဆက်ပေးလိုက်တယ်ကံတရားကဘဝကိုပြုပြင်ပေးလိုက်တာကံတရားကဘဝကိုလှစေတာအဲ့တော့တူတော်ကောင်းများကိုယ့်ရဲ့ဘဝမှာအရေးကြီးတာကံတရားအရင်ရေးကြီးအဲ့တော့ဦးဇင်းခုနပြောခဲ့တဲ့အတိုင်းပဲအစမှပြောခဲ့တဲ့အတိုင်းပဲကိုယ့်ရဲ့ကံတရားတွေကိုလှပဖို့အတွက်ကိုယ့်ရဲ့ဘဝတွေကိုလှပဖို့အတွက်အဓိက main ချက်ကဘာလဲကိုယ်စိတ်အဲ့တော့ဘုရားယံဆုံးမတဲ့တဲမှာနော်ကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်အောင်ထားပေးမယ်ကိုယ့်ရဲ့စိတ်ကိုလှအောင်ထားပေးမယ်ဆိုရင်ဘဝလှသွားမှာပါဒါကြောင့်မြတ်စွာဘုရားရဲ့ဆုံးမခဲ့တဲ့အဆုံးအမတွေအတိုင်းမိမိရဲ့ဘဝတွေကိုလှခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့စိတ်ကိုလည်းလှပအောင်ဖြူစင်အောင်ထားမယ်ဆိုရင်ဘဝတွေလှမယ်လို့ဒါဥစဉ်နေနဲ့တိုက်တွန်းခြင်းပါတယ်နော်ဒါကြောင့်မြတ်စွာဘုရားရဲ့ဒါဥစဉ်တော့ထပ်ပြီးတော့ပြောမယ်ဆိုရင်ဘုရားရှင်ရဲ့ဆုံးမဖြစ်တဲ့တပ္ပပပတာအကရဏကုသလသုပတံပဒသစိတ်တပရိယောဒပနာဣဒံဗုဒ္ဓနာသာသနံမိမိရဲ့ဘဝတွေလှခြင်းနဲ့ကံတရားတွေလှပခြင်းနဲ့အတိတ်ကံတွေကောင်းခဲ့ခြင်းနဲ့ယခုလက်ရှိပစ္စုပန်တွေကိုကောင်းခြင်းနဲ့အနာဂတ်ကံတရားတွေကောင်းခြင်းနဲ့အနာဂတ်ဘဝတွေလှပခြင်းနဲ့ဆိုရင်နံပါတ်1မကောင်းတဲ့ကံတရားတွေကိုမလုံးမီအောင်ရှောင်ရမယ်နံပါတ်2ကောင်းတဲ့ကံတရားတွေကိုလုပ်နေအောင်ကြိုးစားမယ်နံပါတ်3မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားရမယ်အဲ့တော့မင်းရဲ့ချစ်ပြတဲ့မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားမယ်ဆိုရင်တော့အရာအလုံးသောကံတရားတွေကောင်းလာမှာပါဒါကြောင့်အတိတ်ပစ္စုပန်အနာဂတ်ဆိုတဲ့ဒီကံတရား3ပါးလှပဖို့အတွက်နော်ဦးဇင်းတို့ရဘဝတွေဟာဒီဘဝတစ်ခုနဲ့ပြီးသွားမှာမဟုတ်ပါဘူးเนาะအဲ့တော့ဒီဘဝတစ်ခုနဲ့ပြီးသွားမှာဦးဇင်းတို့ဒီဓမ္မတဖို့မရှိမရသေးခြင်းကာလတစ်ခုရှိတော့ဦးဇင်းတို့ကတော့ဘဝတွေတန်တရားခီးတွေရှောင်လန်းကြအောင်ပါအဲ့တော့ဦးဇင်းတို့ကရှင်းပြောမစင်လက်ရှိရနေတယ်ဆိုတာတက္ကနာလေးလာပြီးတော့နားခူတာတစ်ခုပဲရှိတာပါဇေယျတစ်ခုမှခဏတာဝင်နားခူတဲ့အဆင့်လေးပဲရှိတာပါเนาะအဲ့ဒီခဏတာဝင်နားခူနေတဲ့ဘဝတွေကိုအကောင်းဆုံးကြိုးစားနိုင်ကြပါစေလို့ဒါဥစဉ်နေနဲ့ဆုမကောင်းတောင်းပါတယ်အားလုံးပဲစေကြမှာခြင်းကိုယ်ကြမှာခြင်းနဲ့ပြည်စုံကြပါစေလို့ဒါဥစဉ်တို့မေတ္တာဘုရားပါတယ်ဗျာအားလုံးပဲကိုယ်ကြမှာစိတ်ချမ်းသာလူရဆန္ဒတလုံးတော်အားလုံးပဲပြည်စုံကြပါစေ